အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကရုံးဝန်ထမ်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့တရားတဲ့နေ့ဒီမှာဘယ်လိုဟင်းမျိုးတွေကိုလွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့ချက်ပြုတ်ဖြစ်လဲဆိုတာကို sharing လုပ်ပေးသွားပါမယ်ပထမအဆုံးဟင်းတစ်မျိုးကတော့ကြက်သားကြော်ပေါ့နော်သားကြော်ကမြင်မြင်ဆန်ဆန်နဲ့လွယ်လွယ်ကူကူကြော်စားလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ရုံးတရားတဲ့နေ့ဒီတိုင်းမှာတော်တော်များများလေးကြော်စားဖြစ်ပါတယ်ပထမအဆုံးတော့ကြက်သားကိုအရသာနေပြီးတော့မှရေဦးထဲထည့်ပြီးကြက်သားတွေကရေတွေထွက်လာအောင်လို့အရင်လှော်ပေးလိုက်ပါတယ်ကြက်သားတွေကိုလှော်ပေးရင်းနဲ့ရေခမ်းလာပြီဆိုရင်တော့စီလေးထည့်ပြီးတော့မှကြော်ပေးလိုက်မယ်ပေါ့နော်ကြက်သားကြော်တဲ့အခါမှာလည်းအယောင်လှအောင်လို့စနွေးမုံမထည့်ပဲနဲ့ဘလူးကြော်သွားလဲဆိုတာကို sharing လုပ်ပေးသွားမယ်ပေါ့နော်ပထမဦးဆုံးမီအေးနဲ့ဟိုဘက်ဒီဘက်လှန်ပြီးတော့အဝါရောင်တန်းလာအောင်လို့ကြော်ပေးလိုက်ပါမယ်ဒါပေါ်ရန်နေအနေငယ်ကျွတ်လာပြီဆိုရင်တော့ရေထည့်လိုက်မယ်ဆိုလို့ရှိရင်ကြော်ထားတဲ့ကြက်သားနဲ့စီနဲ့လုံလိုက်သလိုဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာနဲ့သူတဘာဝအတိုင်းအဝါရောင်လေးတန်းသွားပါတယ်ကြက်သားကြော်တဲ့အခါမှာလည်းအရန်ကြီးမာနေတာမျိုးကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့အခုလိုမျိုးလေးရေနဲ့ငယ်ထိပ်ပြီးတော့မှကြွပြန်ပြီးကြော်ပေးပါတယ်အခုလိုမျိုးလေးဆိုရင်လွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့နူးနူးအီးအီးစားလို့ကောင်းတဲ့ကြက်သားပြုတ်ကြော်လေးကိုရမှာပါနောက်ဟင်းတစ်ခွက်ကတော့ဖလန်တောင်မွေးကြော်ပဲဖြစ်ပါတယ်ကဲဖလန်တောင်မွေးကြော်ဖို့အတွက်ကိုပြင်ဆင်လိုက်ရအောင်ပထမဦးဆုံးတော့ပစွန်ကြောက်တွေကိုရေနည်းစိမ်ထားပေးလိုက်ပါမယ်ပြီးရင်တော့အရာတဲ့ကြက်သွန်ဖြူတွေကိုရေစေးတပြားရိုက်ပြီးတော့ပပလေးလှီပေးထားလိုက်ပါမယ်ဖလန်တောင်မွေးကြော်ဖို့အတွက်ကိုလည်းဖလန်တောင်မွေးကိုကျွန်တော်ကငရုတ်စုံနဲ့ထူထည့်လိုက်ပါတယ်ရုံတက်ရမှလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဖလန်တောင်မွေးကိုတပြားရိုက်မဲ့အစားငရုတ်စုံလေးနဲ့မြင်မြင်ဆန်ဆန်ထူထောင်လိုက်ပါတယ်တောင်မွေးတွေထူပြီးလှီပြီးသွားပြီဆိုရင်တော့ပစွန်ကြောက်လေးထောင်ပါမယ်ပြီးရင်တော့စီထည့်တက်ပြီးတော့မှကျွန်တော်တို့စကြော်ပါတော့မယ်ပထမဦးဆုံးကြက်သွန်ဖြူကိုမွေးနေအောင်လို့စီထည့်ကြော်ပါတယ်ပြီးရင်တော့ထောင်းထားတဲ့ပစွန်ကြောက်တွေထည့်မှွေပြီးပြီဆိုရင်ဖလန်တောင်မွေးကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ဖလန်တောင်မွေးကိုကြော်လိုက်ရင်လည်းတလက်ဆတဲ့နူးအောင်လို့ကျွန်တော်ကတော့ရေနွေးနဲ့ငယ်လေးထည့်ပြီးတော့မှထည့်ကြော်ပါတယ်ပြီးရင်တော့အရသာအတွက်စားနဲ့ကြက်သားမုတ်ကိုထည့်ပြီးတော့မှတစ်ခါတည်းမှွေပေးလိုက်ပါတယ်ခုလိုမျိုးလေးအဖုံအုပ်ပြီးကြော်လိုက်ရင်လည်းသူ့ထဲကလည်းရေထွက်လာပြီဆိုရင်တော့ဒီထက်မကရေခမ်းအောင်ထည့်ကြော်ပြီးရင်တော့ကျွန်တော်တို့ရဲ့ဖလန်တောင်မွေးကလွယ်လွယ်ကူကူနဲ့ကြော်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ခုလိုမျိုးလေးကြော်ပြီးသွားပြီဆိုရင်တော့ထမင်းကြိုက်နဲ့မြန်မြန်ထည့်ပြီးတော့မှရုံသွားဖို့ပြင်ဆင်ပါတယ်အခုချက်ပြမဲ့ကြက်ဥဟင်းလေးကလည်းနောက်တစ်ရက်စာပေါ့နော်ကြက်ဥဟင်းကိုတော့မဆလာလေးမကြီးရည်နဲ့ချင်းချင်းလေးချက်ထားပါတယ်ပထမဦးဆုံးမနက်အစောထားတာနဲ့ကျွန်တော်ကကြက်ဥတွေကိုမြန်မြန်လေးပြုတ်ထားပေးလိုက်ပါတယ်ပြီးရင်တော့တလက်ဆတဲ့ကြက်သွန်နီကိုခွာတယ်ကြက်သွန်ဖြူခွာပြီးတော့မှထောင်းထားပေးလိုက်ပါတယ်ကြက်သွန်ဖြူကြက်သွန်နီကိုမညက်တညက်လေးထောင်းထားပြီးပြီဆိုရင်တော့မကြီးရည်လေးဖြော်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်ဥဟင်းစချက်ပါတော့မယ်ပထမဦးဆုံးထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်နီတွေကိုစီထည့်တက်ပါမယ်အယောင်လောက်အောင်လို့စနွေးမုတ်လေးလည်းနည်းငယ်ထည့်ထားပါတယ်သွန်ဖြူစီတက်လို့မွေးလာပြီဆိုရင်တော့အယောင်နဲ့မုတ်လေးထည့်ပြီးတော့မှရေနည်းငယ်ထည့်ပြီးအဖုံးလေးအုပ်ပြီးတည်ထားပေးလိုက်ပါတယ်ဒါမှဟင်းနှစ်ကကြည်ပြီးတော့ကောင်းကောင်းလေးရမှာပေါ့နော်ပြီးရင်တော့အရသာအတွက်ကိုစားနဲ့ကြက်သားမှုတ်လေးထည့်ပေးထားလိုက်ပါတယ်အရသာထည့်ပြီးပြီဆိုရင်တော့ကြက်ဥထက်ချမ်းချမ်းနာလေးကိုကျွန်တော်ထည့်ပေးလိုက်ပါတယ်ရုံသွားတဲ့ရက်မှာပြင်ဆင်ရတာဖြစ်တဲ့အတွက်ကြက်ဥကိုလည်းမြင်မြန်ဆန်ဆန်ပြုတ်ပြီးတော့ဓာတ်နဲ့ပဲထက်ချမ်းခွဲလိုက်တယ်ပေါ့နော်ပြီးတဲ့အခါမှာမကြီးလေးထည့်ပြီးမဆလာလေးအုပ်ပေးလိုက်မယ်ဆိုရင်အရန်ကိုမှမှုေးပြီးစားလို့ကောင်းတဲ့ကြက်ဥချင်းဟင်းလေးကိုလွယ်လွယ်ကူကူမြင်မြန်ဆန်ဆန်နဲ့ချက်ပြုတ်လုပ်ပြီးပါပြီဒါတွေကတော့ရုံဝန်ထမ်းတယောက်ရဲ့ရုံမသွားခင်ပြင်ဆင်ချက်ပြုတ်သွားတဲ့ဟင်းလျာလေးပဲဖြစ်ပါတယ်အားလုံးကြည့်ရှုပေးကြလို့ကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်